မြတ်စွာဘုရားလက်ထက်ကကုန်တယ်ကြီးတစ်ယောက်ရှိဦးဇင်းတို့အခုခေတ်ဆိုလို့ရှိရင်တော့အဝတ်အစားမျိုးစုံကိုလှည့်လည်ရောင်းချတဲ့ကုန်တယ်ကြီးပေါ့ပတ်စံလည်းအင်မတန်ချမ်းသာပါဒီနေ့တော့အဲ့ဒီကုန်တယ်ကြီးကဗာရာဏသီပြည်ကသူကတာဝိဋ္ဌိဘက်ကိုလာရင်းနဲ့မြေကမ်းဘေးတစ်ခုမှာသူနားပြီးတော့နေတာအဲ့ဒီလိုနားနေတော့မိုးကြီးတိထန်စွာရွာတဲ့အခါကျတော့အဲ့ဒီမြစ်ကရေတွေအကုန်လုံးရှမ်းပြီးတော့သူဟိုဘက်ကန်းကိုကူးလို့မရတော့အဲ့ဒါနဲ့သူကစဉ်းစားတယ်ငါဟိုဘက်ကန်းကိုကူးပြီးတော့ပစ္စည်းတွေသွားပြီးတော့ပို့မယ်ယူမယ်ဆိုလို့ရှိရင်အချိန်တွေအများကြီးကြာနေလိမ့်မယ်အဲ့ဒီတော့မထူးပါဘူးဒီမှာလဲရောင်းချလို့ကောင်းနေတာပဲဟောဒီမြေကမ်းဘေးကအရေးကောင်းတဲ့သစ်ပင်ကြီးအောက်မှာပဲငါရဲ့လှဲတွေကိုစရဲချပြီးတော့ဒီသာဝိဋ္ဌိမြို့မှာပဲမိုးလေးလပတ်လုံးဆောင်းလေးလပတ်လုံးຫນွေလေးလပတ်လုံးငါနေပြီးတော့စီးပွားရေးလုပ်မယ်လို့အဲ့ဒါလို့စဉ်းစားပြီးတော့သူ့ရဲ့လက်အောက်ငယ်သားတွေနဲ့အဲ့ဒီလှဲဝိုင်းကြီးထဲမှာသူချက်ပြုတ်စားတော့ပြီးတော့နေနေတာဒီနေ့တော့မြတ်စွာဘုရားကလေအဲ့ဒီနာကိုဆုံးခံကြွရင်းနဲ့ရောက်လာတော့အဲ့ဒီကုံတယ်ကြီးကိုကြည့်ပြီးတော့မြတ်စွာဘုရားပြုံးတယ်ဒီတိုင်မြတ်စွာဘုရားကအကြောင်းမဲ့အလကားသားအလုပ်ကိုဘာမှမလုပ်အဲ့ဒီမှာမြတ်စွာဘုရားပြုံးတော့မြတ်စွာဘုရားရဲ့ဒီသွားတော်ကနေပြီးတော့ဩရာဒဆိုတဲ့ဖြူတဲ့ရောင်ကြီးတွေဟာလျှက်စီးလက်တလို့ဝင်းကနေဖြစ်သွားအဲ့ဒါကိုရှင်အနန္ဒာနောက်ကနေပြီးတော့မြင်တော့ဘုရားပြုံးတယ်ဆိုတာသိတော့မြတ်စွာဘုရားကိုမေးတာအရှင်ဘုရားဘယ်အကြောင်းကြောင့်ပြုံးတော်မူပါတလဲအဲ့ဒီမှာမြတ်စွာဘုရားကအာနန္ဒာဒီကုံတယ်ကြီးကိုကြည်စမ်းတဲ့သူအမျိုးမျိုးစဉ်းစားနေတာဟောဒီမှာပဲငါမိုးလေးလားနေမယ်ဆောင်းလေးလားနေမယ်ຫນွေလေးလားနေမယ်လို့သူစဉ်းစားနေတာတကယ်စင်စစ်သူ့ရဲ့အသက်ဟာ9ရက်နေ့မြောက်မှာသူသေလိမ့်မယ်တဲ့ဘုရားမြင်တယ်နော်ဒါပေမဲ့ကုံတယ်ကြီးကမြင်သလားမမြင်တဲ့အခါကျတော့ဘာတွေလုပ်မယ်လို့စဉ်းစားချက်တွေကအများကြီးဖြစ်နေတာဗမာစကားပုံလေးရှိတယ်မို့လားငှက်ပြန်ရင်သိလူကြံရင်သိကြမ်းနေတာအဲ့ဒါနဲ့မြတ်စွာဘုရားကသူဘယ်လိုပဲအချိန်နေယူပြီးတော့စဉ်းစားစေကမို့သူ့ရဲ့အသက်က9ရက်ပဲရှိတော့တယ်ဒါကိုမြင်လို့ငါပြုံးတာအဲ့ဒီမှာမြတ်စွာဘုရားကိုရှင်အနန္ဒာကရှင်ဘုရားတပည့်တော်အဲ့လိုဆိုရင်အင်မတန်သနာပါတယ်ဘုရားပြီးတော့သွားပြောချင်မယ်အဲ့ဒီလိုဆိုရင်သွားပြီးတော့ရဲကြီးသာပြောချင်ဘုရားကအာမခံနဲ့လွတ်တာနော်အဲ့ဒါနဲ့ရှင်အနန္ဒာကတပိတ်ကလေးပိုက်ပြီးတော့အဲ့ဒီကုံတယ်ကြီးနားကိုရောက်လာပြီးတော့တခါကြီးဘာတွေလုပ်နေတော့တပည့်တော်ဒီလိုပဲဘုရားတခါကြီးအလုံးလုံးတာတော့ဟုတ်တယ်ဒါပေမဲ့အသက်အန္တရာယ်ဆိုတာမြင်နိုင်ခဲ့တယ်တွေ့ဝိုက်ပြီးတော့ပြောနေတာတော့ဒေရူးကြီးမပြောဘူးအဲ့တော့ကုံတယ်ကြီးကဒီမထေမြတ်ကငါ့ကိုတကူးတကလာပြီးတော့ပြောတယ်ဆိုတော့အကြောင်းရှိမယ်နဲ့တူတယ်သူကလည်းဉာဏ်ရှိတဲ့လူပဲအရှင်ဘုရားတို့ယဟန်သူမြတ်တွေဆိုတာအင်မတန်အမြင်ကြီးပါတယ်ဗျာတပည့်တော်ရဲ့အသက်အန္တရာယ်ကိုမြတ်အရှင်ဘုရားတို့မြင်သလားအေးမြင်တယ်ဘယ်သူမြင်တော့ဖေမြတ်စွာဘုရားမြင်တခါကြီးဟာအလွန်ဆုံး9ရက်ပဲရှင်တော့မယ်လို့ဘုရုမြတ်စွာဘုရားပြောတယ်အဲ့တော့တခါကြီးတိုးတိုးထိတ်လန့်သွားတယ်စောတော်တုန်းကအကြံတွေလုံးဝမရှိတော့ကုံကူအောင်မယ်4လလောက်နေအောင်မယ်4လလောက်နေအောင်မယ်ဘာလုပ်မယ်ဘာပြီးရင်ဘာလုပ်မယ်လို့အလုတ်ကိုဇရာတွေချပိဋကဘာတွေချနေတာဒကာဓမ္မတို့ဦးဇင်းတို့တွေလည်းဇရာတွေချပြီးတော့မလုပ်ဘူးလားဘယ်နေ့ကိုဘာလုပ်မယ်ဘယ်တော့ဘာလုပ်မယ်ဘာပြီးရင်ဘာလုပ်အောင်မယ်ဘယ်သူကိုဘယ်လိုပြောမယ်ဘယ်အချိန်မှသိရမယ်ဆိုတဲ့အကွက်ကြတော့ဇရာထဲမှာပါမလားအဲ့ဒါကြောင့်မို့လို့ပဲမိမိရောပေါ့တန်နေနိုင်ကြတာပဲလေသူကိုဟုတ်လားအေးအဲ့ဒါနဲ့ကုံတယ်ကြီးကထိတ်လန့်ပြီးတော့အဲ့ဒီလိုဆိုတပည့်တော်ဘာလို့เสียလို့တော့လဲဗျာကောင်းမှုကိုဘယ်တပည့်တော်စူးစမ်းပြီးတော့လုပ်ရတော့ကောင်းမှုကလွယ်လို့တပည့်တော်မှာအားကိုးရမရှိဘူးလို့အဲ့ဒါလိုစဉ်းစားပြီးတော့ဘုရားမှုရှိတဲ့တန်ဃာတော်ရှင်မြတ်တွေကိုပင်ဆွန်ဒီကံတရားဒီနာရှိပွားရေးကိုလုံးဝလှည့်မကြည့်တော့သူကတော့9ရက်မြောက်သေးရတော့မယ်ဆိုတာသိနေတာကိုဟုတ်လားအေးအဲ့ဒါလိုလုပ်ရင်းနဲ့9ရက်မြောက်နေ့မှာမြတ်စွာဘုရားကတခါကြီးဉာဏ်ပညာကြီးတဲ့လူတွေဟာဘယ်နေ့ကိုဘာလုပ်မယ်ဘယ်နေ့ကိုဘာလုပ်မယ်လို့အလုတ်ကိစ္စတွေနေရေးတွေကိုကြီးအမြဲတမ်းစဉ်းစားမနေသင့်ဘူးဘယ်အချိန်မှငါခန္ဓာကိုယ်ဟာဖောက်ပြန်ပြီးတော့ထပ်ပြီးတော့တမျိုးတမည်ဖြစ်မယ်မသိဘူးလို့သေရေးကိုလည်းစဉ်းစားရတယ်တဲ့ဉာဏ်ပညာရှိတဲ့လူဆိုတာ
ပိဋကရဲ့အတိတ်မရှိနမိတ်မရှိလို့မထင်ပါနဲ့နော်သိခြင်းတရားကိုစဉ်းစားရင်အကုသိုလ်ကိုကြောက်ပြီးတော့ကုသိုလ်ကိုအားကိုးပြီးတော့မျက်နှိုးပြီးတော့လူကောင်းသူကောင်းတယောက်သေချာပေါက်ဖြစ်နိုင်အင်မတန်လဲအားတက်လာဘယ်လိုနည်းနဲ့အားတက်လာလဲဆိုတော့ဘဝကိုပို့ပြီးတော့တန်ဖိုးထားလာတယ်ငါပဲချင်းသေရမယ်မသိဘူးမသိခင်လေးကိုအင်မတန်တန်ဖိုးထားလာတယ်ခုလူတွေကသေရတော့မယ်ဆိုတာကိုမစဉ်းစားတော့ဒီနေရတဲ့အချိန်ကိုသိပြီးတော့တန်ဖိုးမထားဘူးဆိုကြပါစို့အခုချိန်မှလေယောဂအကြီးကျယ်ဆွဲပြီးတော့ဟိုအိမ်မှာရှိတဲ့စီးစိမ်တွေအကုန်ကုန်မှဒီယောဂပျောက်မယ်ဒါမှသင်မသေးမှလို့ဆိုလို့ရှိရင်စီးစိမ်တွေနဲ့ဘာလို့မှလဲမှာနော်ဘာဖြစ်လို့လဲရှင်ခြင်းလို့မသေးခြင်းလို့ရှင်ခြင်းကိုအဲ့ဒါလောက်တန်ဖိုးထားတယ်နော်အခုရှင်းနေပါတယ်ကဲဘာမှမဖြစ်ဘူးရှင်းနေပါတယ်အခုရှင်းနေတဲ့အချိန်မှာရှင်ခြင်းသဘောတရားကိုတန်ဖိုးထားသလားလူတွေကဘယ်အချိန်ကျမှရှင်သန်ခြင်းကိုတန်ဖိုးထားမှလဲဆိုတော့သေတော့မယ်ဆိုမှရှင်သန်ခြင်းကိုတန်ဖိုးထားကြတာအဲ့ဒါတော်တော်ဝမ်းနည်းစရာကောင်းတဲ့ကိစ္စသေတော့မယ်ဆိုမှမသေးအောင်စီစဉ်ဒီကုန်းကုန်းဘာတွေဖြစ်ဖြစ်ငိုကြယိုကြသေခြင်းတရားကိုရင်ဆိုင်ပြီးတော့ရှင်သန်ခြင်းကိုဆွဲဆန့်ခြင်းနဲ့အဲ့ဒီကြတော့ရသေးလားမရဘူးဒါကြောင့်သေခြင်းတရားကိုစဉ်းစားလို့ရှိရင်နေရတဲ့အချိန်လေးကိုသိပ်ပြီးတော့တန်ဖိုးထားတယ်တန်ဖိုးရှိအောင်လည်းကြိုးစားတယ်ဒါကြောင့်အဲ့ဒီတကားကြီးကိုမြတ်စွာဘုရားကအဲ့ဒါလိုမိန့်ပြီးတော့ဣဒဝတ္တဝိသိသမဣဒဟိမန္တဂိမိတုဣဒဝတ္တဝိသိသမဣဒဟိမန္တဂိမိတုဣတိဘာလောဝိစိန်တိတိအန္တရာယောနဗုဇတိဣဒာဤယတိသ၌ဝတ္တဝတ္တံဝတ္တံဘူလေလကာလပလောဝိသိတမိငါနေဥအဣဒာဧယ၌ဟိမန္တဂိမိတုဆောင်းလေးလားຫນွေလေးလားတို့ကာလပတ်လုံးဝိသိတမငါနေဥအံဣတိဤသို့ဘာလို့မသိသောပုဂ္ဂိုလ်သည်ဝိစိန်တိသိအထူးထူးကြံစီပြီးတော့နေတယ်မသိတဲ့လူဟာငါဘလို့နေမယ်ဘလို့နေမယ်လို့နေရည်တွေကိုပဲအမြဲတမ်းစဉ်းစားနေတယ်အန္တရာယောနာဗုဇ္ဇတိဘယ်အချိန်မှသိခြင်းတရားတည်းဟူသောအန္တရာယ်ရောက်လာလိမ့်မယ်ဆိုတာကြတော့ तू မသိဘူးတဲ့မစဉ်းစားဘူးတဲ့အဲ့ဒီဂါထာလေးလေဟောလိုက်ရောအဲ့ဒီတကားကြီးဟာတံဝေကဉာဏ်ဒီကုသိုလ်ကိုမြင်နိုးနေတဲ့စိတ်တွေအကုသိုလ်ကိုဆက်ဆုပ်နေတဲ့စိတ်တွေအရင်ခံထားတာဆိုတော့တခါတည်းသောတာပန်ဖြစ်တယ်အဲ့ဒီမှာဆွမ်းကပ်ပြီးတော့မြတ်စွာဘုရားအနုမောဒနာတရားဟောပြီးတော့ကျောင်းတော်ကိုပြန်ကြွသူလိုက်ပို့တယ်လိုက်ပို့ပြီးတော့အပြန်မှာခေါင်းမူးတယ်ဆိုပြီးတော့အိယာပေါ်မှာအိတ်ရင်းနဲ့အဲ့ဒီတကားကြီးကွယ်လို့အိဋ္ဌာရောက်တယ်တုတိတာနတ်ပြည်ကိုရောက်တယ်လို့ဆိုတယ်အဲ့ဒီတော့သိခြင်းသဘောတရားကိုသိရတာစဉ်းစားရတာလူတယောက်ကိုကောင်းတာလုပ်ဖို့အတွက်အများကြီးတွန်းအားမပေးဘူးလားပြီးတယ်အမျိုးမျိုးအမြင်တွေအများကြီးပြောင်းသွားနိုင်တယ်ဦးဇင်းတို့ကျမ်းဂန်ထဲမှာအင်မတန်ကောင်းတဲ့အယူဆလေးတစ်ခုရှိတယ်တော်တော်လေးလည်းကောင်းပါဧဝံဣန္ဒရာပိစုပဋ္ဌာနံအာဝတံမဟာတဗ္ဗနာယတံနိတယပမာဒံကာတုံဝတ္တိဘာပြောတော့ဧဝံဤသို့ဣန္ဒရာပိစုပဋ္ဌာနံတသက်လျာမြတာဖြစ်သောအာဝတံမချုပ်ဧကအမှန်အဖြစ်ပဟာတဗ္ဗံစွန့်ခွာသွားရမည်လည်းဖြစ်သောနော်ဒီခန္ဓာကိုယ်ကြီးရဲ့စီစိမ်လေးဟာတသက်လျာပဲသေချာပေါက်စွန့်သွားရမယ်နော်အဲ့ဒီလိုသေချာပေါက်စွန့်သွားရမယ်ယတံအချွေရန်အကျော်သောစီစိမ်တွေကိုနှိမ့်တရအမိပြု၍ပမာဒံမေးလျောခြင်းကိုကာတုံပြုခြင်းကနဝတ္တိမသိမှာပေသေချာပေါက်စွန့်သွားရမယ်ဒီစီစိမ်တွေဒီချမ်းသာတွေဒီလူဘဝတွေနော်သေချာပေါက်တသက်လျာပြီးရင်ပြီးရမယ်ဒီအရာတွေကိုအကြောင်းပြုပြီးတော့ကုသိုလ်တွေကိုမေ့မြင့်မြတ်တာတွေကိုမေ့အကုသိုလ်တွေကိုလုပ်ပြီးတော့နေမယ်ဆိုရင်ဒါမသိတော့ပါဘူးတဲ့ရိုးရိုးလေးနော်တခါကြီးမိုက်မြတ်သေချာပေါက်စွန့်သွားရမယ်အရာတွေကိုအကြောင်းပြုပြီးတော့မေ့ရတာဟာမကောင်းပါဘူးတဲ့မစင်သားတဲ့မူလားအဲ့ဒါလိုစဉ်းစားချက်ကလေးတွေစဉ်းစားတဲ့နေ